တင်းတော်ကရှိတယ်ကျမရဲ့မိသားစုဝင်တွေတော်နိုင်မိသားစုဝင်တွေနဲ့တွေ့ဖို့ရန်အတွက်ဖျားပြင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ထိုဖျားရှင်ရဲ့နာမပါပြီးကုန်ချပါစေဒီနေ့ပြင်ဆင်တင်းတော်လို့ပြောတဲ့အခါမှာနော်ကျမဟိုးနေနေရပြင်ဆင်တင်းတော်တွေလေးပါမယ်တင်းတော်တွေပေါ့နော်မျက်စိရမှာမြင်တယ်ပေါ့ဒါပေမဲ့ဒီမှာလာတဲ့အခါမှာဒါကကားဒီကိုဆောင်တော့တကယ် praise and worship ကိုဆောင်ရတဲ့အခါမှာကျမတို့တွေကိုဖျားခင်မျက်မှောက်ပေါ်ပဲဒီရဲ့ကိုယ်နိုင်ကြတယ်စာလစီပြောလို့ပေါ့အဲ့ဒီမျက်မှောက်ပေါ်မှာညီရတဲ့တရက်ကအခြားတဲ့အချက်မှာညီရတဲ့တရက်တစ်ထောင်တဲ့တာရွေးကောင်းပါလေဒီ praise and worship အပွင့်နဲ့တနေ့ကုန်လည်းကိုယ်ပွင့်နေပါလေဒါရှင်တာရွေးဒီပေါ်မှာတာရွေးအလုံးထပါစေကျမတို့စီရမှာမြင်ရတာရှိရမနော်ဒီနေ့လည်းဘုရားတော်ဝိညာဉ်နဲ့ပြောတော့ပါတယ်ကျမမျက်စိထဲမှာကျမအမြင်ချင်းဆုံးတစ်ခုပေါ့နော်။ဘာလဲဆိုရင်ကျမတကယ်ချင်းကြောက်ပြီးပို့ပြီးတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာဘာလုပ်လဲဆိုရင်ဆူတောင်းစီဝေးလုပ်တယ်ပေါ့နော်။ဆူတောင်းစီဝေးလုပ်တဲ့အခါမှာဘောလုံးကွင်းလူ2000ဆန်တယ်။အဲဘောလုံးကွင်းမှာအားလုံးအခုတော့ဆောင်ပြီးပေါ့နော်။ချုပ်ချီသူတွေကလက်ကိုတွဲပြီးတော့အဲ့မှာ praise and worship group တွေကလည်းဆောင်းတော့သူတို့နိုင်ငံကနေ့ကြပြီးဆူတောင်းနိုင်တဲ့အခါမှာကျမလည်းလုံးလိုက်ပါမခံစားနိုင်ဘူး။ကျမတို့နိုင်ငံမှာဘာလို့များဒါမျိုးမလုပ်ရတာလဲပေါ့နော်။ဘာလို့များဒါမျိုးမလုပ်ဖြစ်သေးတာလဲပေါ့။အတင်းတော်ရေးဂိုင်းနေတာတွေဆိုတဲ့အတားအဆီးတွေကြောင့်ပေါ့နော်။ကျမတို့ဒီကောင်မတွေတက်လက်ပွဲနိုင်သေးဘူး။ကျမတို့ဒီကောင်မတွေစုမတောင်းနိုင်သေးဘူး။ကောင်းကင်နိုင်ငံရောက်ရင်တက်လုံးထောက်တော့သူနေရတဲ့သူတွေဒီဂိုင်းနေတာအတားအဆီးတွေနဲ့ကျမတို့ဘာမလုပ်နိုင်သေးလဲဆိုရင်ဟန်ကြားနေလို့ပဲဖို့တော့ဖြစ်နေတဲ့ဥယာကတိကိုယေရှုနာမနဲ့တရားတွေထပ်တာပါ။အာမင်။praise and worship ကိုဦးဆောင်ပြီးတော့ကျမတို့နိုင်ငံအတွက်အထူးဆုတောင်းတဲ့အခြေအနေရောက်နေတာဆုတောင်းစီဝေးလို့ပြောတဲ့အခါမှာတင်းတော်တပါးဆရာကပြောတယ်ဆုတောင်းစီဝေးလို့ပြောရင်းနဲ့အမြဲတမ်းဘာတွေပဲလာလဲဆိုတော့အမျိုးသမီးတွေပဲလာရဲတဲ့အစာရှာလို့ပြောရင်လည်းအမျိုးသမီးတွေပဲလာရဲတဲ့ဘာဖြစ်လို့လဲတော့မသိဘူးပေါ့နော်ဒါကြောင့်ဒီတင်းတော်မှာကျွန်တော်ပြောတော့ဘူးနော်ဒါမှအကြီးကကျွန်တော်ပြောချင်တာနော်ကျမတို့ဒီကောင်မတွေတော်နိုင်မိသားစုတွေတောင်းနေနိုင်ငံရောက်ထောင်ရနေရတဲ့ဒူတွေတောင်မှဒီလောကမှာရှိတဲ့ဂိုင်းနာအတားစီသူမျိုးဆိုတဲ့အတားစီတွေကြောင့်ကျမတို့အခုအချိန်တိုင်းကလည်းမတွဲနိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒါမှဒီနေ့နှုတ်ပတ်တော်မကြားနိုင်ဘူးနော်ခဏတော့ကျေးဇူးရှင်မဆုတောင်းရအောင်အဖကိုရောကိုကျေးဇူးတင်တယ်ဒီနေရာမှာတမီးရဲ့အသက်ကြောင့်ကိုရိုနာမှာအဖြစ်ရှက်ဖြစ်ပြီးတဲ့ကိုရိုချစ်တဲ့မိသားစုကဒီမှာနှုတ်ပတ်တော်ကြားလာရတဲ့ဝင်ငါနိုင်ရတဲ့ပြည်ကိုရိုဖျားပေးတဲ့အတွက်ကြောင့်နာမတော်ရှိမှတယ်အေးအပြင်းလာတဲ့ကိုရိုရဲ့မျက်မှောက်တော်အတွက်ကိုရိုကိုကျေးဇူးတင်တဲ့အခါအဖဖျားတဲ့ဒီချိန်မှာကိုရိုပြောစီလို့တဲ့စကားတွေကိုရိုသိစီလို့တဲ့အရာများကိုကိုရိုသိစီတဲ့အအောက်ဝယ်ဒီတဲ့တော်မှာနိုးထောင်ချစ်စီပါကိုရိုဒီတဲ့တော်ရဲ့ဒီမြမစီစီရဲ့ရှုပါရုံတိုင်းနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကိုရိုကိုမသိတဲ့မြမလူမျိုးမြောက်များစွာဒီတဲ့တော်ကိုကိုရိုဖျားခေါ်သွင်းမှာချက်တော်ကြောင့်နာမတော်ရှိတယ်ဒီကူရတာစမနဲ့စာကြမ်းနဲ့ရဲ့အားလုံးကိုလည်းရှုတာမှနဲ့ရှင်းအောင်နေရှာတယ်ကိုရိုနာမှာကိုရိုအတ္တထင်ရှားစရာအကြောင်းဖြစ်စေပါကိုရိုဖျားရဲ့ကျေးဇူးကြီးမားကြောင်းနဲ့ခံတဲ့ယေရှုဖျားနာမပြီးဆုတောင်းဆက်တဲ့အနေနဲ့ဖျားခင်အာမင်။ကျွန်မစံစာအနေနဲ့ဖတ်ချင်ပါတယ်။စံစာနဲ့ပတ်သက်နော်တုတ်တန်စံအခန်းကြီးစနစ်တုတ်တန်စံအခန်းကြီးစနစ်အနေနဲ့စနစ်ကိုဖတ်ချင်ပါတယ်။အလိုပြည့်စုံသောအခါကအသက်ပင်ဖြစ်၏နောက်တစ်ခါပြန်ဖတ်ချင်ပါတယ်။မျော်လင့်သောအရာသည်ဖက်ရွယ်နေစိတ်နှလုံးကိုပူပန်စေတတ်၏အလိုပြည့်စုံသောအခါကအသက်ပင်ဖြစ်၏နှုတ်ဘက်တော်မှာဖျားရှင်ပါကြည့်ပါစေ။တမန်ကျမ်းစာကိုမျော်လင့်တဲ့အရာတွေပေါ့နော်။ဒီမှာရှိတဲ့ဒီကိုမောင်မတွေပြောတာလေမျော်လင့်တဲ့အရာတွေရှိတယ်။ကျွန်မတက်ဆိုလည်းရှိတယ်။အဲ့ဒီမျော်လင့်တဲ့အရာတွေကခါဒီဆိုင်မှာဖြစ်လဲဆိုရင်အားနည်းတယ်လို့ခံစားရတယ်။နည်းတယ်ဆိုရင်လာတယ်ဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်ထပ်ပြီးတော့မပြောချင်တော့ရမယ်ဆိုရင်စိတ်ချမှုလည်းမရှိတော့အဲ့ခါမှာဖြစ်တယ်ဆိုရင်ဖျားပေါ်မှာစိတ်ပြက်လာမကြသေးခင်ကျွန်မလာဖို့ခီးစင်ကျွန်မ
ကျွန်တော်တို့9ရက်လောက်သွားကြတယ်နော်အိမ်မှာသွားတဲ့အခါမှာအဲ့ဒီလောင်နိုင်ငံမှာရှိလောင်နိုင်ငံမြူနစ်နိုင်ငံဖြစ်တာသူတို့နိုင်ငံရဲ့တမိုင်းတစ်လျှောက်လုံးမှာတစ်ခါမှမဖြစ်ဘူးတဲ့ခရီးရည်စီလုံးချင်းပွဲခရီးရည်စုပြီးတော့ဒီတော့ open air crusade ပုံစံပေါ့နော်စုပြီးတော့သူတို့ကတော့ဗာကြတယ်ဆို GMF ပေါ့နော် Gospel Music Festival ဆိုတဲ့ခေါင်းစဉ်ကိုပြတယ်ဒီကတော့အေးဝင်ကြီးခေါ်ဖို့အတွက်နိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေအများကြီးလာကြတယ်အဲ့မှာအကြီးကသူတို့ဗာတယ်ဆိုသူတို့နိုင်ငံအတွက်သူတို့မျှော်လင့်လာတာအဲ့ဒီအဖို့ဆိုရင်သူ့အသက်85နှစ်ရှိပြီနော်သူ့အသက်85နှစ်တစ်ရှောက်လုံးကကျွန်တော်တို့နိုင်ငံရဲ့ဒီအေးဝင်ကြီးခေါင်းဆောင်တယောက်ကိုသူတို့နိုင်ငံရဲ့အေးဝင်ကြီးအကြီးဆုံးတယောက်ကသူ့အသက်85နှစ်မှာတဲ့ဒီတစ်ချိန်နဲ့ပြည့်တယ်ဒါမျိုးစုတွေ့ပြီးတယ်နော်အေးဝင်ကြီးတခြားဘယ်လိုချစ်ပြီးလဲအများကြီးလာကြပြီးတော့အေးဝင်ကြီးတရားကိုကြားနာပြန်ဖြစ်လာတယ်အဲ့ခါမှာသူတို့တွေလက်ရကြားပြီးတော့ဘယ်လိုပြောမလဲဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းကွန်မြူနစ်နိုင်ငံမှာခရီးရည်ကသူတို့နိုင်ငံအမှုတော်ဆောင်တော်များများကြီးတဲ့ခါမှာထောက်မကြတဲ့လူတွေမရှိဘူးသူတို့နိုင်ငံကအတင်းကြီးတွေတော်များများကြီးတဲ့ခါမှာထောက်လည်းမရဘူးတဲ့လူမရှိဘူးရဲစစ်မခံတဲ့လူရှိကြတယ်နော်ဒါပေမဲ့သူတို့နိုင်ငံအတွက်သူတို့မျောနေတဲ့အခါမှာတကယ်ဖြစ်လာတော့သူတို့တအားကျေးဇူးတော်ရှိမှန်းကြတယ်နောက်နေ့ကျရင်ဆက်လို့နေနောက်နေ့ကျရင်အမျိုးဒီချက်မကအခုဆို2500လောက်ရှိတဲ့အခါမှာနောက်နေ့ကျရင်9000သူတို့ဆက်ပြောတော့သူတို့မျောနေချက်တွေသူတို့ဖြစ်လာအဲ့ဒါဖြစ်လို့နှစ်ပေါင်း80အပေါ်တက်ဆိုတော့85နှစ်လုံးမျောနေခဲ့တဲ့ဟာတကယ်ဖြစ်လာတဲ့အခါတအားဝမ်းသာအဲ့မှာတော့သူချက်ပြီးတော့သူမျောနေချလာတယ်ချက်ပြီးတော့ယုံကြည်ခြင်းနဲ့ဖြစ်လာတယ်ချက်ပြီးတော့သူ့တက်တာအတွက်ဖျားနဲ့ပတ်သက်လာတယ်သူဘာဖြစ်လဲဆိုတော့တက်ကြည့်ရရှိအဲ့ညာဒီမှာနားလေဆိုဒီတော့တဲ့ကျမ်းမှာပြောလို့ဆိုမျောနေတဲ့အရာဖြစ်ရနေတယ်ဆိုရင်တဲ့ကျွန်တော်တက်တာကဘာဖြစ်လဲဆိုလို့ရှိရင်စိတ်နှလုံးကိုပန်စီရဲ့ကျွန်မတော့ပြောတဲ့ကောင်အဲ့ဒီချင်းချောက်နေတဲ့မြန်မာနိုင်ငံဘောဘရှင်ကဒီကျွန်မနဲ့တော်တော်ရှင်းပြနေတဲ့နေချင်းတော့အဲ့မှာတွေ့တဲ့အခါကျွန်မစတောင်းချက်မရခဲ့ဘူးပေါ့နော်ဘယ်လိုကတော့ဖျားအားဆက်ဆိုးတယ်သူကဒီနိုင်ငံသားတွေနော်အဲ့နိုင်ငံသားတွေတော့ဘာပြောဆိုငါတော့တော့နှစ်ပေါင်းများစွာဆူတောင်းတာဖျားဒီတိုင်းနဲ့တော့ကျွန်မတို့ဖျားဘယ်တော့မှမမားဘူးဖျားတဲ့စီပါလေဘယ်တော့မှမမားတဲ့လူဘာလို့ဖြစ်တတ်လဲဆိုနောက်လည်းမချတယ်ဖျားခင်ရဲ့ချိန်ရပတ်ချစ်လေးဆိုတဲ့အကြောင်းသူ့ကိုပြောပြရတယ်သူ့ကျွန်မပြောပြရတယ်သူမချင်နိုင်သူမချင်နိုင်ပြောခဲ့တဲ့နေ့ရက်ကသူ့ဝေးနေတဲ့ကြာတော့ကျေးဇူးတော်ချီးမွမ်းခြင်းပေါ့နော်ချက်လေးကလှမ်းပြီးတော့ပို့ပြီးဖျားခင်အားတက်ကြတယ်အင်မတန်မှကောင်းတယ်ကျွန်မသိလိုက်တယ်စတောင်းချက်ဒီရားခင်ပေးလိုက်တယ်ဒါမှမဟုတ်ဒီမှာလေပို့ပြီးတော့ပြောလိုက်မင်းတို့စတောင်းချက်ရှိလားညှို့လိုက်တဲ့အရာရှိသလားဒီကြည့်လိုက်တယ်ချင်းညှို့လိုက်တဲ့အရာရှိသလားညှို့လိုက်တဲ့အရာနောက်ကျနေဆိုကျွန်မကိုချင်းစာဘာလဲဆိုကျွန်မသားရဲ့တမီးတွေအားလုံးစုစုပေါင်း25ရာဆိုတော့ခါလေးတိုင်းအလက်ချဖို့ကအားကြတယ်မေးဝယ်တဲ့ကျူပြတ်သွားတယ်ဝယ်ပြီးဆောင်းစတာတကယ်တော့သူတို့ပြောချင်းပွားပါလို့ပြေးချင်တယ်ချက်ဝယ်ပြေးချင်တယ်ဒါပေမဲ့ကိုမှအခြေအနေမပေးတစ်ဖက်ကရှင်ကားရှိတယ်တစ်ဖက်ကစားလို့ရှိတယ်ဒီစနစ်တာကာလတော့ကျွန်တော်ဖျားခင်ကြောက်ချင်းတော့ပဲပြီးတော့ပွားလာတဲ့အခါမှာဖျားခင်ကျွန်တော်တို့ခါကျစောင့်ဆိုင်ခြင်းတင်နေပြီးတားတဲ့မိရဲ့လည်းကျွန်တော်ပြောတယ်ခဏလေးစောင့်အောင်ဖျားခင်ပေးနေဂျာတော့သူစောင့်ရတယ်အဲ့ဂျာလည်းသူပြောတယ်အမေကတကယ်လည်းဝယ်ပေးတယ်ခါကျသူတို့ပြောလာတယ်အဲ့ချက်ကျွန်တော်မပြောဆိုနားလေကျွန်တော်တက်တာဖျားခင်စီကမရလာတဲ့ခါလေးကျဖျားခင်စီပို့ပြီးတော့ပေါ်ခဲ့ရမယ်ဆိုတာဖြစ်လို့ဆိုရင်ဖျားခင်စစ်တယ်ဒါကျွန်တော်တက်တယ်အားနေချက်တကယ်တော့စမ်းစာပါလို့ဆိုညှော်ရည်တဲ့အရာဖြစ်မဲ့စိတ်နှလုံးကိုပူပန်စေတတ်တယ်ညှော်ရည်တဲ့အရာကိုရပြီဆိုရင်အသက်ပင်ကြီးတကယ်ကိုအသက်ရှင်ခြင်းအကြောင်းဖြစ်ပါတယ်ဒါမို့ကျွန်တော်တို့တက်တာဒီမှာညှော်ရည်တဲ့အရာဘယ်လောက်လဲကြကြဣသရေလမျိုးရဲ့အသက်တာကိုကျွန်တော်တို့အချင်းချင်းကြည့်နေဆိုလို့ရှိရင်သူတို့နှစ်ပေါင်းများစွာအဲ့လိုဂျုံဝါကိုကြားရလာတယ်အဲ့လိုဒီမှာသူတို့နှစ်ပေါင်းများစွာကြားရလာတဲ့အခါမှာဖာရောဘုရင်လည်းပြီးတော့နောက်ပိုင်းရှင်ကြီးတက်တဲ့အခါမှာသူတို့ကိုတာရင်းနေစေသူတို့ကိုတစ်ဖက်ရန်လက်ပူပေါင်းမှာဆိုလို့ဒီထွမြောက်အကျဉ်းခန်းကြီးချက်က16ပတ်ချင်တယ်ဆိုရင်အဲ့မှာတွေ့ရတယ်အကြီးကနေလည်းမှာတွေ့ရမှာဆိုရင်ထွမြောက်အကျဉ်းအခန်းကြီးနဲ့အခန်းနဲ့23 25မှာတွေ့ရတယ်ဆိုရင်အဲ့ဒီဣတွေ့ရလူမျိုးတွေအော်ဟစ်တဲ့အတန်ပါတဲ့စမ်းစာဘယ်လိုမှတ်တမ်းတင်တာလဲဆိုရင်ကျွန်မသိပြီးတော့ဖျားခင်လည်းပတ်တယ်နော်ကျွန်တော်တို့တွေ့ရတယ်ကျွန်မ23ကစပတ်ပါလိမ့်မယ်။ထွမြောက်အကျဉ်းအခန်းကြီး1အခန်းကြီး2အခန်းငယ်
ရတဲ့မိုးကျွေးသောအတန်ဒီခြောက်ရပြချန်တို့တက်သည်သူတို့မြည်တွားမြည်တမ်းခြင်းအတန်ကိုဖျားသခင်ကြားတော်မူ၏အာဗြဟံဣဆက်ယာကုပ်နှင့်ပြုခဲ့ပြီးသောဗြိဉ္ဉ်ကိုအောက်မြင့်တော်မူ၏ဖျားသခင်သည်လည်းဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍သူတို့အမှုကိုဆင်ခြင်တော်မူ၏အဘာကျမ်းစာမှာကောင်းတယ်နော်သူတို့ရဲ့မြည်တွားမြည်တမ်းတာမြည်တွားမြည်တမ်းခြင်းကိုသူတို့ပြုတဲ့အခါအဲ့ဒီအတန်ကိုသူကကြားတယ်ဖျားကကြားဖျားသခင်ကကြားတဲ့အခါရိုးရိုးမကြားဘူးဟိုးအရင်ကအာဗြဟံတို့ဣဆက်တို့ကပြုတ်ခဲ့တဲ့ဗြိဉ္ဉ်ကိုသူပြန်ပြီးပါတော့တယ်ပြန်အောင်လေဖျားဘယ်တော့မှဣဆက်ချာမို့ဟာလေလုယာကျွန်မဘေးကတကယ်ချင်းကိုပြောရငါတို့ကိုယ်ွယ်တဲ့ဖျားသခင်မမေ့ကြဘူးနော်လို့ပြောရမင်းတော့နော်ကျွန်တော်ကိုယ်ွယ်တဲ့ဖျားသခင်ဘယ်တော့မှမမေ့ကြဘူးအရေးကြီးတာကျွန်တော်တို့ဘာလို့ပဲအဲ့ဒါဆိုအော်ကြဖို့ပဲမိတ်ဆွေအော်ဆိုတော့အဲ့ဖျားသခင်ကအောင်းမေ့မှာမဟုတ်ကျွန်တော်ဘာလို့လုပ်လို့လဲအိုးအဲ့မှာဖျားခင်အာဗြဟံဣဆက်တို့ကိုပြုခဲ့တဲ့ဘုရားအောင်းမေ့လေအောင်းမေ့ရုံနဲ့မကဘူးလေသူတို့ဖြစ်နေတဲ့အမှုရာတွေလည်းဖျားခင်ဆင်ခြင်တယ်ဒီလူတွေကိုအချိန်တန်ပြီလားအချိန်မတန်သေးဘူးလားငါပေးဖို့တစ်ပြီလားငါပေးဖို့မတစ်ဘူးလားဖျားကြပါလို့လေပြန်ပြီးတော့ဆင်ခြင်တယ်နောက်ဆက်ကြည့်အောင်နော်ခင်ဗျားကျန်ခန်းကြီးတော့အခန်းနဲ့ခုနှစ်နဲ့ရှင်းပါထာဝရဘုရားကလည်းအေဂုတုတုပြည်၌ရှိသောငါ၏လူတို့ခံရသောညှင်းဆဲခြင်းကိုစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မြည်တမ်းသောအတန်ကိုလည်းငါကြားခဲ့သူတို့နာကြီးခြင်းဝေဒနာကိုလည်းငါသိ၏သူတို့ကိုအေဂုတုပြည်အေဂုတုလူတို့လည်းမှကယ်ထုတ်၍ခန္ဓာလေးဟက်တိအာမောလိဖေရစီဟိဝိယေဘုတိလူတို့နေရာနိုးနဲ့ကြားရစီးတတ်တော်ဒီလိုပို့ဆောင်ခြင်းကငါဆင်းလာတယ်။ကျမ်းစာမှာပြောလို့ဆိုညင်ဆက်ခြင်းအမှုကိုဖျားတယ်မြင်လဲကြားလဲသိလဲလို့တောင်းတယ်။အဲ့ဒီသူတွေကိုကယ်ဖို့ရတဲ့ကျမ်းစာမှာပြောလို့ဆိုဆင်းလာတယ်။သူကိုယ်လည်းဆင်းလာတယ်။ဣတရာမျိုးတွေအဲ့ဒီသူကထောက်ဆောင်လို့ရတယ်။သူကိုယ်လည်းဆင်းလာတယ်။နောက်မိတ်ဆွေဘေးမှာတကယ်ချင်းကိုပြောပါဆက်ပြီးအော်ရအောင်မကြခင်ဘုရားမှုပြုတော်မယ်။ဆက်ပြီးအော်ရအောင်မကြောက်ရင်ဘုရားမှုပြုတော်မယ်။နောက်ဒီမှာရှိတဲ့ဒီကိုမမလို့နော်။ကျွန်တော်တို့အသင်းတော်အတွက်ကျွန်တော်တို့နိုင်ငံအတွက်အော်ရဘာလို့ဆိုကျွန်မမြန်မာနိုင်ငံအတွက်အော်လီကိုဆိုးလာခိုင်ဆိုင်ကျွန်တော်အော်ချင်တော့နိုင်ငံရေးအခြေအနေကြည့်လားနောက်ခြားအခြေအနေကြည့်လားဘာလဲချစ်ပါလဲဆိုမအော်ချင်တော့ခါတဲ့အမေချားပြန်ပြီးကျွန်တော်တို့ပြန်ပြီးတော့ဘာလို့လဲဆိုရင်တချစ်ပြီးဣတရီလာလူတွေအပြောလဲဆိုလို့ရှိရင်မင်းတို့ချစ်ချက်နေတဲ့အမှုပြအားလို့ဟာမြင်ချသိရုံနဲ့တော့ကဲဝတ်ကြတာဘာလို့လဲဆင်းလာပြီလို့ပြောဒါဆိုရင်တကယ်လည်းကြည့်ခဲ့တာမကြည့်ခဲ့ဘူးအဲ့ဒီကြားတယ်တကယ်ကြည့်ခဲ့တဲ့ဘုရားဖြစ်ပါတယ်ထို့သောမဆာခဲ့တဲ့ဘုရားနာမတာလို့ဘုရားကြည့်ပါစေနောက်ကျွန်တော်တို့တက်တာဒီမှာကျွန်တော်တို့မျောလင့်နေတဲ့ရှားနေကိုလို့ရှိရင်ကျွန်တော်တို့ခိုင်တဲ့စိတ်လုံးကိုမှန်စီတတ်ပါတယ်အခုကျွန်တော်တို့တက်တာဒီမှာအဲ့ဒီဘုရားခင်ကျိုးဆက်ပြီးတော့ပိုးဝယ်ရဆက်ပြီးတော့အော်ရကျွန်တော်တို့စုတောင်းချက်အချိန်မှာခုမှမရရင်အဲ့ဒီဘုရားခင်ကပိုးဝယ်ထိုက်တဲ့ဘုရားဖြစ်ပါအာမင်အဲ့ဒီဘုရားခင်ဆက်ပြီးတော့လည်းစုတောင်းထိုက်တဲ့ဘုရားခင်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တက်တာဒီမှာအဲ့ဒီထို့တော့ပြုတ်နေတဲ့ဘုရားရဲ့တက်တာလည်းပတ်သက်ပြီးတော့ကျွန်တော်တို့တက်တာဒီမှာဘာလို့ကိုလဲဆိုရင်စိတ်သက်သွားဖို့အားငယ်သွားဖို့ပေါ့လေကျွန်တော်တက်တာဒီမှာဆက်ပြီးတော့ဣတရီလာလူတွေဘုရားခင်မချားခြင်းအော်ဟစ်တဲ့လူအတဲဆိုတော့လုပ်ခဲ့တယ်တွေ့ရတယ်တခါမှကျွန်တော်တို့တမန်ကျမ်းစာမှာသိတယ်ဘာကြည့်လဲသူ့ကိုကြည့်ရဆိုရင်ကျွန်တော်တို့လည်းသူ့ကိုကြည့်လို့လည်းဘာပြောလဲဆိုရင်ဝိညာဉ်ကြီးကမျက်စိကန်းရဲ့ဘာကြည့်လဲပတ်သက်ကျွန်တော်တို့တက်တာဒီမှာတခင်ယေရှုနဲ့တွေ့ဖို့ရတဲ့ဘာကြည့်လဲဒီရီခေါ်တယ်တခင်ယေရှုကိုခေါ်သူအော်ရဲအော်ရဲကောင်ဘာဖြစ်လဲဆိုရင်တခင်ယေရှုရဲ့ခြေလမ်းတွေကိုချက်တက်စီခေါ်မှာအခုမိတ်ဆွေတို့တက်တာကျွန်တော်တို့တက်တာကျွန်တော်ရဲ့အော်ဟစ်ချက်တွေကခုနဒီနေ့ပေါ့နော်ကျွန်တော်တို့ဒီကလေးမိတ်တဟာရမှာပေါ့ကျွန်တော်တို့ဒီပါမယ်လေးစုပြီးတော့ပို့ဝဲတယ်ပေါ့ခုနကဆိုသွားတဲ့ပုံစံရှိမှနေတယ်ကဲဒီရှင်လုံးမသွားပါနဲ့ဆိုတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီအချိန်ကျွန်တော်တကယ်ဆရာမပြောစတဲ့ပုံစံမျိုးနဲ့ဆိုလုံးမသွားပါနဲ့တကယ်စတယ်ဟောကျွန်တော်တို့အမှုတော်စားလေးတကယ်စတဲ့အချိန်အဲ့ဒီအချိန်ဒီနေ့မ
မဘယ်လိုပြောလဲမြန်မာစာရိုက်တယ်ဘယ်တော့မှမကျွမ်းကျင်တဲ့ကောင်ကျမလက်ရည်နဲ့ပဲသူ edit လုပ်ပေးတယ်လက်ရည်နဲ့လုပ်တဲ့ sign off ပြန် edit ပြန်စစ်တယ်မားတယ်ပြန်ပို့တယ်အဲ့လိုပဲကျမလုပ်ရတယ်လုပ်တဲ့ကောင်တားရပါပဲဆိုအမေအားလုံးနဲ့ခါကြလေဟုတ်များလို့ကိုပြန်စစ်တကယ်တော့ဟုတ်တယ်နော်ဒါပေမဲ့ခါလေးဆိုင်ရတော့ပြန်စစ်သွားတယ်ကျွန်တော်ဝင်းနေပိုင်းဆိုင်ရမှာမအားလောကနဲ့ပတ်သက်ပြီးတော့ဘာမှမသိရင်ကိစ္စရှိဝင်းနေပိုင်းဆိုင်ရမှာကျွန်တော်တို့အမြဲခက်တဲ့လူတွေဖြစ်နေဖို့ပြန်လုပ်ခဲ့တယ်အာမင်ဒါကိုဝင်းနေပိုင်းဆိုင်ရခက်တဲ့လူတွေကဘာပြောလဲဆိုတော့ကဘာချမ်းစာမှာပြောလဲဆိုအားကျွန်တော်ဘောချတဲ့ချမ်းစာတွေပါရောကြီးတယ်လို့ခိုင်နေလို့လာတယ်နော်ဒီမှာကြီးတယ်လို့နော်ကျွန်တော်ကဘာချမ်းစာမှာဖတ်ကြတယ်နော်ဘယ်ကနေဖတ်လဲဆိုရင်ယောမဩဝါဒစာခန်းကြီး၈ခန်းငယ်19ယောမဩဝါဒစာခန်းကြီး၈ခန်းငယ်19ဤလောကသည်ဘုရားသခင်ဤသားတို့ပေါ်ထွန်းခြင်းအရာကိုအလိုတောင်းတမျှော်လင့်တဲ့နေပြီနောက်ဖတ်ပါမယ်ဤလောကသည်ဘုရားသခင်သားတို့ဤပေါ်ထွန်းခြင်းအရာကိုအလွန်တောင်းတမျှော်လင့်တဲ့နေပြီလောက်ပါတော့ချားရှင်အောင်ကြည့်လို့ပါစေဒီလောကကျွန်တော်ကြည့်လိုက်လောကပဲပေါ့ပတ်ဝန်းကျင်မှာဂျာကိုရုပ်ဆိုကြည့်ရှင်အားတိုက်ကြနည်းနည်းပတ်နေတော့ဒါပေမဲ့ဒီဝင်နေပိုင်းဆိုင်ရာတော့ပြောလို့ဒီလောကကြီးလာတဲ့ဖျားသခင်ရဲ့သားတွေပေါ်ထွန်းတဲ့အရာကိုဘာလုပ်နေလဲနှော်လင့်နေတဲ့ဒီလေးနဲ့ချက်မှရှိတဲ့ဒီပုံပေါ်မှာလေပတ်ဝန်းကျင်နှော်လင့်နေကိုယ့်ရဲ့ချစ်ရှင်အောင်ကိုယ့်ရဲ့ကြံဖို့ကိုယ့်ရဲ့အသက်တာဘာမဟုတ်တဲ့အရာတွေချင်ဖို့ခါဒီဆိုင်ကျွန်တော်တနေ့ခါကျကျွန်မအတွက်ကိုကျွန်တော်ပြန်စဉ်းစားရတယ်နော်24နာရီမှာဆိုတက်တွက်ကြည့်ကျွန်မမှာ10နှစ်4ရောက်ရှိတယ်ဒါအရင်တစ်ယောက်ပဲဒါဟိုမိဘမဲ့တွေက3ယောက်လေဆို4ယောက်ရှိ10နှစ်4ယောက်ရှိ4ယောက်ရှိတဲ့ကောင်ကိုတယောက်ကတပါတာကြဒီတယောက်ကတပါတာကြကိုတယောက်ကကြပြန်ပြီးဒီလက်မှတ်တော့ပြောပြန်ပြီးကျွန်မခါလေးပြန်စဉ်းစားကြည့်အော်ငါရဲ့ဖြစ်နေတာဒီဆောင်ဝတ်ကြတဲ့လူတွေလည်းခါလုံးပန်းနေရမလားပေါ့ကျွန်မအဲ့လိုမျိုးဖြစ်လာတဲ့အခါချင်းကျွန်မပြန်ပြောကျွန်မပြန်နေဒါနဲ့ပြန်ချီတယ်နေတဲ့ကောင်အဲ့ဒါလေးအားလုံးကိုဖျားခင်ပြောက်ခွင့်ပေးလိုက်ဘုဒ္ဓဘာသာရဲ့ဖျားရှင်ကတာလေးပုံကြည့်ပါစေကျွန်မလောကကိုပြောလို့ဆိုရင်ကျွန်မတို့အားလုံးသူတို့စီမှာတက်တည်ခံမှုရတယ်မျောနေနေတာဖြစ်လောကသားတွေကခါချိုင်ကိုကိုမဟုတ်ဘူးလို့မချင်တယ်ကျွန်မချိန်တော့ချင်တယ်သူတို့ငါတို့တက်တည်ခံတယ်ချိန်မှာမဟုတ်ဘူးသူတို့ငါတို့တက်တည်ခံတယ်အဲ့လိုမျိုးချိန်တော့ချင်တယ်လွန်ခဲ့တဲ့ပုံတူလေးရဆိုကျွန်မဒီတကယ်ချင်းကြောက်ရဲ့အိမ်စာချုပ်ချုပ်လို့အိမ်ငါ့ကိုပြစာချုပ်ချုပ်နေတယ်ခုနောက်လိုက်ပါအဲ့ဒီအဖော်ခေါ်တဲ့အတွက်ကြောင့်ခုနောက်လိုက်သွားတဲ့အခါမှာကျွန်မသွားရတဲ့တော်တော်ဝေးတဲ့နေရာတွေကျွန်မအတွက်အခြေပေးရတယ်ပြီးတဲ့အခါမှာကျွန်မတို့တရက်အခြေပေးရတယ်ဖြစ်တယ်ကျွန်မသွားကျွန်မကြည့်တယ်လူတွေကိုကြည့်တယ်ကျွန်မဘာလို့ကောင်းလဲတဲ့ကျွန်မစိတ်ထဲလေးနဲ့စူတောင်းနေတော့ဟိုအားချမ်းတဲ့ကျွန်တော်စူတောင်းနေအဲ့တားလေးတယောက်ပါတော့ဒီစတီးနဲ့ပတ်သက်ပြီးလုပ်တဲ့ဒီမှာနေကြတော့ပြည့်တဲ့ဒီမှာထိုင်းတော့ကျွန်တော်ဒီနောက်တော့ထိုင်းနဲ့ကိုပြောပြတာဘာလို့လုပ်တာလဲဘာလဲကိုနည်းနည်းလေးနဲ့သူယေရှုအကြောင်းပြောပြတဲ့အခါမှာလေတခေါမှမမြင်တခေါမှလည်းပြန်ပြီးတော့ဒီဇောတဲ့ခါချက်တာမရှိတယ်တေးတေးချင်မှာအဲ့ကောင်ကြောင့်ဒီလောကဘက်ကိုတေးချလို့ဆိုပြီးယောဂရှိ19မှာပြောဆိုလောကဘုရားသားတွေပေါ်ထွန်းတဲ့အရာညိုနေနေဒါပဲဘုရားသားတွေဘာလို့လဲဆိုခါကြတယ်ဟိုအတင်းပေါ်နေတယ်အတင်းတော့တော်များများမှာတွေ့လဲဆိုအရှိမဆရာအားရပါရတရားအနောက်က Facebook သုံးတဲ့လူတွေရှိတယ်တချို့ကဘာလုပ်လဲဆိုရင်တချို့ကခုခုကတော့ရုပ်ချင်းကြည့်နေဆိုရင်ကျန်းစာပဲရှာဖတ်လို့ဘယ်လိုပေါ့တခုခုလုပ်နေလို့တချို့လည်း game ဆော့နေတယ်တချို့တော့အဲ့လိုမျိုးမျိုးတွေပါဒါပေမဲ့ကျွန်တော်တို့အဲ့လိုနေရာမျိုးချင်းပေါ့ဒီချိန်မှာလောကကမှဘုံမျိုးကြီးကျန်းစာတစ်ချက်တစ်ပုဒ်ပါပဲတက်ကြခရစ်စစ်ပြကြမှာဆိုပြီးသားပြီနော်အခုများတဲ့ presentation တစ်ချက်အစ်စ်ပေါ်လာတဲ့အခါမှာအဲ့ဒီဆူဆူလာတဲ့တစ်ချက်အဟောင်းလေးတစ်ခါကျနေပြီတော့တက်ကြခရစ်စစ်ကျွန်တော်တို့အလဲတက်နေရမယ်တက်ချွနေရမယ်တိုက်နေရမယ်
ထားပြီးတော့ကျမတို့အချိန်ကိုယူသွားလိုက်လောကကြီးကပြန်ကြည့်လို့ဆိုရင်ယုံကြည်အိမ်သွားတဲ့အခါမှာပြောလဲဆိုရင်အချို့အိမ်တွေနော်ရှင်းနိုင်မှလားလေတဲ့ကျမကလည်းရှင်းနိုင်ပါလားရှင်းနိုင်မှလားလေတဲ့အဲ့ဆက်လက်ရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းနိုင်ဖို့ချုပ်တယ်မဟုတ်ဘူးတဲ့6နိုင်နဲ့ရှင်းနိုင်ထိလာတဲ့ကားတွေကဘာဖြစ်လဲဆိုအဆက်ရှိတယ်တဲ့အဆက်ရှိတယ်ဆိုချက်သွားရင်နောက်နေ့လေကျရင်ကြည့်ရမယ်နေ့လေပဲတစ်ခါပြန်လာတယ်နေ့လေကျရင်ပြန်ကြည့်ရမယ်ဆိုတော့မဖြစ်ဘူးတဲ့အဲ့ဒါကိုရှင်းနိုင်မှလားတဲ့ကျမကလည်းကျမပြောလို့ဟုတ်ကျွန်တော်တို့နေရတဲ့အချိန်အဲ့ဒါလည်းအားလုံးဖြတ်နေမယ်ဆိုရင်ဖြတ်ပါကြောက်ကြောက်ပြန်ပြီးတော့အားပေးရမယ်ကိုဘေးမှာရှိတဲ့ငယ်ချင်းမတို့ဒါမျိုးနေရမယ့်အချိန်မဟုတ်ဘူးတို့ခရီးရည်တက်ကြွရမယ့်အချိန်တို့ယုံကြည်သူတွေတက်ကြွရမယ့်အချိန်ဖြစ်တယ်ဘာလို့ဆိုရင်လောကကကျမတို့ကိုညှိုးနေတာဖြစ်တယ်ဟာလေလုယာလောကကျမတို့ဘာလုပ်လဲညှိုးနေတယ်ဖခင်သားသမီးတွေဘယ်အချိန်ကလာဟောမလဲဘယ်အချိန်ကသူတို့နိုးချလဲဆိုသူတို့ကပြန်ပြောတယ်ကျမဒီမှာဝင်လာတဲ့အခါကျတော့ဒီမှာစီစဉ်တာဆောင်နေဆရာမပြောတယ် revival season ရှိတယ်ဒီကမှာရတော့ဝါလည်းရှိတယ်အားစိတ်ကမှချိန်နဲ့နိုးထားမှုဆိုတော့အနေနဲ့မှဖြစ်တယ်လိုအပ်တဲ့ကျွန်တော်တို့တက်တာဖြစ်တယ်နိုးထားမှုရှိဘူးဆိုရင်ခရီးအသက်တာမှာဖြစ်တယ်တပြေးပြေးနဲ့မယုံကြည်ဘူးမယုံကြည်ဘူးလည်းမဖြစ်ဘူးခါလေးကျကျွန်တော်တို့တည်ထားပြီးတာမတုံးတာကြားတဲ့ပစ္စည်းတုံးခက်ဝတ်လေပဲဖြစ်ဖြစ်ဝတ်လေပဲဖြစ်ဖြစ်စက်စီပဲမတုံးတာကြားတယ်မှာဖြစ်တယ်ကြီးတက်လာတယ်ထုံထိုင်းဖြစ်လာတယ်တခါလေးဆိုင်လိုက်တယ်ခုနကတော့သားလေးကပြောတယ်တက်ရှင်းလို့ဝင်တော့ညမောက်တော်တယ်ကိုညမောက်လိုက်စကားပြောပါကိုညမောက်လိုက်သွားတာတော့ချို့လူတွေသိချင်မှလည်းသိတယ်ဘာပြောနေရလဲမသိဘူးတော့အဲ့လိုထုံတာများတယ်ဖြစ်လာတယ်မသိတော့ထုံတာများတယ်ဘာမှမသိတော့ဘူးဟိုကျမတို့ရေတော့ကဒီတွေလာတယ်တော့အများနဲ့အသုံးပြုတဲ့ပါရှိတယ်ဆိုရင်ဒီအိမ်လေးရှိဒီနေ့စီဒီအိမ်လေးတွေ့တော့အဲ့ဒီအိမ်ကမိုင်းတွေတော့တာများလား Hello နောက်ပိုင်းတော့ဖြစ်လာတယ်မလင်းတော့ဘုရားကျောင်းနဲ့ဘုန်းကိုတချင်းပြမိထားတဲ့ပိုင်းရှိပြန်ဆက်လိုက်နော်ပြန်မချက်ပြန်မချက်ဆိုရင်အတတ်တာဘာလို့ထဲမှာတော့ဝင်းရှိတယ်လို့ခါကြကြည့်ကြတယ်ပြီးငါထဲမှာတော့ဝင်းရှိတယ်ပေါ့အဲ့ဒါမယုံကြည်သူလဲဘာမှမချူမယုံကြည်သူကတော့လည်းတော်တယ်ဒီဆရာချောင်းပါလို့ဆိုဟိုဆရာချောင်းပါတဲ့သူလည်းခိုင်စားချက်ကိုပြောတာပေါ့အရက်တော့တဲ့အရက်သမားတယောက်ရှိတယ်တင်နာပေါ့အတင်နာကဆရာဖြစ်သွားတဲ့အခါမှာတိုက်ပြီးတဲ့အခါကျ sorry တော့ဆရာကျွန်တော်အရက်တော့လာပြီးတယ်ဆရာကအားနာတယ်တောင်းပြီးတဲ့အတွက်ပေါ့နော်ဒါပေမဲ့ဘုမမှာဟို Facebook တော့ခဲ့တဲ့လူတွေကဟိုတောင်းမတောင်းပါဘူးလေသူခေါ်ချင်တာသူကလည်းချင်တာလုပ်နေတာဆိုလိုရပါလဲဆိုအဲ့ဒီတော့ဘာဖြစ်လဲတောင်းဝင်တဲ့တင်းရဲ့တဲ့သူခံစားချက်သူကျွန်တော်တော့အဲ့တော့အားပေးတယ်မဟုတ်ဘူးနော်အဲ့တော့အားနာတဲ့တင်းရဲ့အခုတော့စာတယောက်ဆိုသူ့ကိုအားနာတဲ့တင်းရဲ့ဟိုလူငယ်တွေ Facebook တော့တဲ့အခွင့်အရေးကြတော့ကျွန်တော်အားနာမှလည်းမသိဘူးတဲ့အရှိရလေကျွန်တော်ဘလောက်တော့ခေါ်ရအောင်ပါသူကဆော့ချင်ရဆော့တော့ချင်ရနေတယ်ပြောတယ်ဒါမို့အချင်းချောက်ပြီးတော့ကျွန်မပြောပြချင်တယ်ဟာဘောအခန်းကြီးနဲ့အခန်းရဲ့လေးမှာပြောလို့ဆိုရင်ပြေးတဲ့သူပါတဲ့ပြေးနေတဲ့ထပ်လို့ရအောင်ရေးလိုက်ပါတဲ့ဟာရေးလိုက်ရဆိုရင်စိုင်းတော်ရဲ့ပျော်လင့်တော့နောက်ကြတဲ့ဧကအမှန်ရောက်တယ်ဟာလေလုယာကျွန်တော်တို့ပြောနေတာလည်းရှိမှာအထီးကအတင်းတော်တွေ့ဖြစ်မယ်အထီးကကျွန်တော်တို့နိုင်ငံပြောနေတာလည်းနောက်ကြတဲ့ဧကအမှန်ရောက်ပါလေမိသားစုအတွက်လည်းရောက်လာပါလေဒါမို့ကျွန်တော်တို့တက်တာဒီမှာကျွန်တော်တို့ဘယ်လိုမိုင်းဆိုင်ခါကျရင်ကျွန်တော်ကိုအားလို့အားရနေတယ်ဘာလို့ဆိုဟိုဘယ်လိုပြောလဲဖျားဖြစ်တဲ့ပတ်သက်လာနေပို့ပြီးတော့ကျွန်တော်စီးခဲ့တယ်ဒါပေမဲ့နောက်ပါလေဆွဲနေတဲ့အရာအများကြီးရှိတယ်ခံစားရတယ်နော်ဒါမို့ကျွန်တော်ဒီ2000နဲ့ခုနှစ်ကစလို့ကျွန်တော်ဗာလုပ်တယ်ဆိုရင်လုပ်တဲ့အရာတွေကနည်းနည်းကျွန်မမိတ်ဆွေတွေရှိတယ်တင်တော်တွေမတူဘူးခိုင်းနေတာတွေမတူဘူးလူမျိုးတွေမတူဘူးကျွန်တော်တို့တကယ်ချင်းစုလိုက်တာဒီနေရာမှာ3ယောက်ရှိတယ်နောက်နေရာမှာ5ယောက်ရှိတယ်နောက်နေရာမှာ9ယောက်ရှိတယ်ကျွန်
တို့တမီးရဲမှာလို့ဆိုရင်ကိုစားဖို့ရှိတော့မှာအခုဒီအတင်းတော်မှာရှိတဲ့လူမမဟုတ်ဘူးဒီခါလေးကျရင်အတင်းတော်တူပေမဲ့ဝေးကြတယ်ရန်ကုန်မြို့မှာအတင်းတော်တူရဲ့လူမျိုးတူရဲ့ဒါပေမဲ့ဝေးကြဝေးတဲ့ကောင်ကကျွန်တော်တို့ကတော့ပြောတယ်ဆိုအတင်းတော်မတူဘူးလူမျိုးလည်းမတူဘူးခိုင်းနေတာလည်းမတူကြဘူးအဲ့ဒါကိုစုတယ်ကျွန်တော်စုပြီးတော့ကိုစားဖို့ရှိတော့ခုနောက်ပိုင်းတော့ဖြစ်လာတယ်ခဏလေးရှင်းပြကြတယ်ဗျာကျွန်တော်စုတောင်းတဲ့စာအုပ်တိုင်းလာပြန်ကြည့်တဲ့အခါမှာစုတောင်းချက်အခြေရတယ်အများကြီးပြောင်းပြန်ပြီးတယ်ဟာလေလုယာအဲ့ဒီမှာပြောင်းလဲလာတဲ့လူတွေလည်းအများကြီးပြောင်းပြန်တတ်တယ်သူပါတယ်ထို့သောမဆာရဲ့ပြောင်းရှင်မှာတာရီပေါ်ကြည့်ပါစေအာမင်ကျွန်မအဲ့ဒီတော့ဝါဘစ်ရှင်မှာ volunteer လုပ်တယ်နောက် speech လုပ်မှာတော့ကျွန်မတချို့နေရာတွေမှာအခမဲ့စာလိုက် volunteer စာလိုက်တင်ပြီးတယ်တာဝန်နိုင်ငံခြားလာတဲ့တာဝန်ပြည်ခြားတွေမှာအခမဲ့မြန်မာစာလိုက်တင်ပြီးတယ်အဲ့လိုအခမဲ့တွေလောက်လာနေတယ်ကျွန်မအသက်ကကြီးတာတော့အလုပ်ခေါ်စာပေါ့နော်အလုပ်ခေါ်စာကြီးကျွန်မကြီးတဲ့အခါ30နှစ်ချက်မကျော်ရဒီမှာရှိတဲ့အမိုင်း30နှစ်ချက်မကျော်ရနောက်ကပညာအရေးချင်းကိုကြည့်တော့လေဘယ်တစ်ပွဲနဲ့မပြီးပြန်အနောက်ကဘာအများကြီးပါဒါပေမဲ့ဖယားရှင်နိုင်ငံတော်နဲ့ပတ်သက်ရင်ကျွန်တော်အသက်အပိုက်အခြားနဲ့မဆိုင်ပါဘူးပညာအရေးချင်းနဲ့လည်းမဆိုင်ပါဘူးနောက်ကျရဲဆိုတာလေဘယ်တော့မှရှိဒီနေ့မိတ်ဆွေပါလို့ရပါတယ်တမန်ကျမ်းစာဖတ်ပြီးတော့ဒီနော်သခင်ယေရှုကဥပမာလေးပေးတယ်ဒီအလုပ်လုပ်တဲ့ဥပမာလေးပတ်သက်ပြီးမနေ့ဝင်တဲ့လူလည်းဒီအခါနေ့ကဝင်တဲ့လူလည်းဒီအခါဟိုချောင်းဝင်တဲ့လူလည်းဒီအခါတူတယ်သခင်ယေရှုကအခါတူတယ်ဒါမှချစ်တော်မိတ်ဆွေကိုယ့်ရဲ့အသက်ကကိုပြန်လဲဆန်းစစ်ငါပညာမတတ်ဘူးငါတချင်ဆိုတတ်ဘူးငါဘာမှမလုပ်တတ်ဘူးဆိုရင်ကျွန်တော်တို့ညီးတွားညီးတန်းရမယ်အချိန်မဟုတ်ပါဘူးလောကကြီးကကျွန်တော်တို့အမြဲတမ်းညှော်နေဒါကိုဒီမှာရှင်းနေမှာပါဘာမှမလုပ်နိုင်တဲ့အသက်ကြီးတဲ့အချိန်အားတဲ့အချိန်မှာနော်တပတ်ကို2ရက်လား3ရက်လားကျွန်တော်စုရဒီရဲ့ဒီကတော့စုရအဲ့လိုပြောလို့အတင်းတော်ဆက်ချင်တယ်လို့အတင်းကြီးတယ်ချင်စီချင်တယ်နော်တခါလေကျရင်အတင်းကိုသိအောင်ဆရာလေးအတင်းကြီးရတယ်ဟာဒီလိုစုနေပြီးအတင်းတော်ပုံကန်တော့အတင်းတော်ထောင်တော့မှလည်းတူတယ်မဟုတ်ပါဘူးကျွန်တော်တို့ညီမတွေခုနကရှိချုံနေရတယ်ဆိုရှင်းနေကြပါမယ်ကျွန်တော်ဘယ်အတင်းတော်မှလည်းအတင်းမထောင်ပါဘူးဘသူသိအောင်ဆရာလေးစကားတွေအခုချိန်ထိနာခံနေတော့ပါမယ်တချို့သိအောင်ဆရာလေးကျွန်တော်တို့တက်နေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့သူတို့ပြောရတဲ့တကယ်ကို honor လုပ်ပြီးတယ်တကယ်ကိုချူသေးပါတယ်လေးစားပါတယ်ကျွန်တော်တို့နော်ဒါပေမဲ့ကျွန်တော်တို့ကလုပ်လာမှာကျွန်တော်တို့လုပ်နိုင်တယ်မှာဆိုရင်ငယ်လေးရှိတယ်လူကြီးတွေလည်းရှိတယ်အတင်းတော်တူတဲ့လူတွေလည်းရှိတယ်အတင်းတော်မတူတဲ့လူတွေလည်းရှိကောင်းရှိတယ်ဒါပေမဲ့အရင်ကြီးစိုးရတယ်ကြီးအလုပ်ဖြစ်ဖို့အရေးကြီးတယ်အဲဆိုရင်ကျွန်တော်ဒီကိုတိစီပြီးသွားတဲ့ခါကျရင်ဘုရားဘုရားနော်စတာပေးလေးတခါကျဒီကိုမလာနဲ့ပြောတာမဟုတ်တော့နားလည်းမပြောစီချင်ဘူးကျွန်တော်နိုင်တဲ့ဘက်ကကျွန်တော်အချိန်လေးထည့်လိုက်ရကျွန်တော်လုံနိုင်တဲ့ဟာလေးစုလိုက်ရလုံနိုင်တဲ့ဘက်ကအခုတော့တက်မှာလုပ်တာဒါမှမဟုတ်ခါကြိုင်ဝင်နေစိတ်ထဲမှာမတောင်းတာဘူးနော်ဘာပဲဆိုလို့ရှိရင်တမီးကိုထမင်းချက်နေရလို့ကိုပြစီပြီးမလုပ်နိုင်ဘူးလုပ်လိုက်ရတယ်ဒီတော့ရှိတယ်တမီးကိုကျရှင်တက်ရတယ်နိုင်ကိုရှင်တော့မလုပ်လိုက်ရတယ်ဒီတော့မိသားစုရှိပါတယ်အဲ့ကသားတွေကပြောလဲဆိုရင်ကြောင်းပြီးကျရှင်မေးတဲ့至少现在是学毕业的，那是咱们大学，我在咱们的城里，咱们大学，然后在看一下，怎么会怎么容易把都对的是呢？怎么看见现在对，如果那个在哪里啊鸟哪里看？ဒီမှာရှိတဲ့အိမ်တော်မိသားစုတွေဘယ်လိုနေလဲမသိဘူးเนาะ။နိုင်ဘိုးရှင်လက်မခံနိုင်ဘူးเนาะ။နိုင်ဘိုးရှင်မော်နီဘိုးရှင်သက်ဆိုင်ရှိသေးတယ်လား။ကျွန်တော်တို့တက်တာပြန်လေးကြည့်ရအောင်။အိမ်တော်မှာဘိုးကွယ်မှုဖြစ်ခြင်းရှိသေးတယ်။ကျွန်တော်တို့ကိုယ်တိုင်ဘိုးကွယ်မှုဖြစ်ခြင်းရှိရတယ်။ personal devotion ကိုယ့်ရဲ့ကိုယ်ပိုင်မှုကိုယ်ကွယ်ခြင်းရှိတယ်။မိသားစုတူတူဖယားကိုကိုယ်ကွယ်ခြင်းရှိတယ်။အဲ့ဒီဖယားကိုယ်ကွယ်တဲ့ဖယားကိုယ်ကွယ်တဲ့ဖယားကိုကိုယ်ကွယ်ရအောင်ကိုယ်ကွယ်တဲ့ဖယားကိုကျွန်တော်တို့တခြားလူတွေကိုယ်ကွယ်တာ
ဖြစ်နေခါကြိုက်ဆူတောင်းပါလို့ပြောလိုက်တော့တရက်3ရက်မြောက်ပဲကြာဆူတောင်းစာကိုသိတယ်အဲ့လိုမဟုတ်ပဲနော်ခါကြိုက်ဆူတောင်းစာကိုပြန်ကြည့်ကျွန်မအတွက်အားဖြစ်တယ်နော်တကယ်ချင်းတွေတွေ့ရင်ကျွန်မပြန်ကြည့်ရဆိုကျွန်မသားဝေးကစားမှာသားဝေးမယ်လို့ကျွန်မပုံရှင်းချင်တယ်ကျွန်မအမှုဝယ်အဲ့မှာကျွန်မပြရတယ်ဖြားကင်းတပီးကိုအပြီး10ကျပေးပါပြန်ရတဲ့ခါကျတော့25ကျကျွန်မသားကိုပြသားဒီမှာကြည့်ဖြားကင်းသူတဲ့ပေးရချက်ဟာလေလုယာအဲ့တော့ကျွန်တော်တို့မျိုးရိုးဆက်ကျွန်တော်တို့သားကျွန်တော်ရဲ့ဒီကျမတွေကျွန်တော်ရဲ့နေနာတွေကျွန်တော်ဝိညာဉ်အမှုတွေနဲ့စက္ကန့်အဓိကဒီမှာပြောပြချင်တယ်ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးပြောပြချင်တယ်ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ဖယားသခင်မလုံးဝအော်ဟစ်တဲ့တူဖြစ်တယ်ငါစောင့်နေရတယ်ဆိုတော့စိတ်တက်တဲ့တူဟုတ်ပဲနဲ့တမန်ကျမ်းစာမှာပြောဆိုရင်ကောင်းတဲ့သူရဲ့အတွေ့အကြုံတွေကျန်တဲ့ကောင်းသောသူရဲ့ခြေရာတို့ကိုဖယားသခင်ပဲ့ကျင်တယ်အဲ့ဒီသူကလဲတော့လေဘာလို့လဲထောက်လဲလဲတော့လေဘာလို့လဲထောက်လဲကိုရောကချူမအောင်လေနော်ကျမတို့ဖြောက်မှတ်တဲ့သူကခုနှစ်ချိန်လဲဘာလို့လဲထောက်လဲအမတော်တက်တာငြိမ်နေရတဲ့အချိန်ပေါ့ဒီချိန်ကျမတို့အသက်တာဒီမှာဒီအချိန်မှာကျမတို့အသင်းတော်လေးမှာပဲနေရတဲ့အချိန်ပေါ့ကျမတို့ပတ်ဝန်းကျင်ကျမတို့ဖောက်ထွက်ပြီးတော့ကိုရောရဲ့ကောင်းတဲ့ခြင်းကိုရောရဲ့အသက်ရှင်ခြင်းကိုရောရဲ့ကိုယ်ဝယ်ထိုက်တဲ့ခြင်းကိုကျွန်တော်ချွေးချော်တာဒီဖြစ်ပါတယ်။နောက်ပြန်ပြီးတော့ချုပ်ပြောလို့ဆိုရင်ကျွန်တော်တို့တက်တာဒီငြိမ်ဝေးပြီးတော့စောင့်နေတက်တဲ့အသက်တာကျွန်တော်တို့စိတ်သက်ဖို့မဟုတ်ဘူး။အသက်ရှင်တဲ့ဘုရားကိုကိုယ်ဝယ်တဲ့အတွက်ကြောင့်ထို့တဲ့ဘုရားကိုတား၍ကိုယ်ဝယ်တဲ့သူတွေဖြစ်ရအောင်ထို့ဘုရားမှာတား၍စိတ်ချခြင်းနဲ့ပေါ့အော်ဟစ်တဲ့သူတွေဖြစ်ရအောင်တမန်ကျမ်းစာမှာပြောလို့ဆိုရင်ဆိုင်ရောလေညော်လေးတော့နောက်ကြပဲအေဂန်နဲ့ရောက်လို့နေပြောတော့ကျွန်တော်နိုင်ငံရေးထားဖို့အတွက်ကျွန်တော်အသင်းတော်ရေးထားဖို့အတွက်ကျွန်တော်ညီကိုမောင်မတွေတတိုင်းအားလုံးကိုဖြတ်ပြီးတော့အတူတူကဆူတောင်းနိုင်ဖို့အတွက်အတူတူကပေါင်းစည်းနိုင်ဖို့အတွက်ကျွန်တော်တို့ဆူတောင်းခြင်းရှိဘူး။ဘာမှမဖြစ်ဘူး။ဒါမို့ဆူတောင်းခြင်းအပြင်အသင်းတော်ကိုထူပါမယ်။ဆူတောင်းခြင်းအပြင်နိုင်ငံကိုထူပါတဲ့သူဖြစ်ကြရအောင်ဘုရားကျော်ဖြစ်နိုင်ငံရေးမှာကျန်တယ်။ဘုရားတော်မှာဖျားရှင်တော်ကြီးပေးပါစေ။အာမင်။လောကပတ်တော်ဖွင့်ပြသွားတဲ့ဆရာမကိုဒီနေ့ကျေးဇူးတင်ပါတယ်။ဆရာမရဲ့စာအဖြစ်ဝင်တော့ဖွင့်ပြသွားတဲ့လောကပတ်တော်ကျွန်တော်တို့ပြန်ပြီးတော့တောင်းပြန်မှုအချိန်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဗန္ဒာငွေတွေကျွန်တော်ရဲ့အသက်တာတွေလည်းပြီးတော့တရားပြင်အတွက်ဒီလိုစက်ကပ်ချိန်ဖြစ်ပါတယ်။လူကောင်းတဲ့သူများလူမစက်ကရအောင်စေတနာချင်းမေတ္တာကရုဏာနဲ့ပြည့်စုံတဲ့အလုံးကျေးဇူးပြုခြင်းတော်သဘောအဖြစ်ပေးခြင်းကိုတော့တာအရတတော်သဘောရှိတော့ကယေရှုတော်ဖျားကျွန်တော်တို့ကိုဒီချင်းချင်းကျေးဇူးပြုတော်ကြောင့်ကျေးဇူးကိုချီးမွမ်းကြပါဒီနေ့ဆမအားဖြင့်ကိုရရှင်ဘုရားတော်ဖျားတို့ဘက်တော်ကိုဖွင့်ပြတော်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းကြပါကျွန်တော်တို့ပါရှိလာတဲ့ဘာသာဝင်များထဲမှာကိုရရှင်ကိုပြန်ပြီးတော့တောင်းပြန်ကျေးဇူးပြုတဲ့အခွင့်ကိုပေးတော်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းကြပါကိုရရှင်ဒီဘာသာဝင်များကိုတောင်းပြုတော်မူလက်ခံတော်မူပါတန်ရှင်းစေတော်မူပါဘယ်လိုလဲအသက်တာကိုလည်းစားတဲ့ဘုကောင်းချေးပေးတော်မူပါထပ်ပြီးတော့အသက်တာဘာသာဝင်အဖြစ်ကိုရိုနာတော်သက်ဆက်ခရတော့အသက်တာတည်တည်ဖြစ်စေပါကျေးဇူးတော်ဘောကိုရည်တော်ချီးမွမ်းလျက်တခင်ယေရှုခရစ်တော်၏နာမတော်ကိုမြည်ပြုဆက်ခကြပါရဖန်ဆောရခင်အာမင်တော့လူကောင်းနေတဲ့အချိန်မှာကြောင်းရနောက်ပတ်တိုင်းကိုလည်းမှာကျွန်တော်တို့ဒီမြန်မာလူအစီအစဉ်မှာပွဲတော်မင်္ဂလာရှိပါမယ်ပြီးတော့အဲ့ဒီနောက်ဒုတိယပတ်မှာကျွန်တော်တို့မြန်မာအစီအစဉ်မှာဆရာထံတော်ကပြီးတော့ကျွန်တော်တို့ကပတ်တော့လာပြီးတော့ပြန်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပတ်every Friday ပေါ့နော်မြန်မာဘုရားကိုယ်ချင်းကော်မတီအနေနဲ့ကျွန်တော်တို့ဒီတပူးမညီတဲ့မိသားစုတွေကိုအဓိကထားပြီးတော့တက်ဆူတောင်းတော့ခဲ့ပါတယ်အခုနဆရာမပြောသလိုပဲ
တိုင်မှာပါပြောလို့ဆိုတော့ဘုရားဘာသာနဲ့ခရစ်ဘာသာတူတူပဲအဲ့ဒါဆရာမကပြောလိုက်တဲ့အဲ့ဒါနဲ့တစ်ထပ်တည်းပဲဘာဖြစ်လို့လဲဆိုတော့သူအင်ကြီးချခရိယန်နေနဲ့သူရဲ့ဘုရားဘာသာအသက်တာကဘာမှမထူးခြားဘူးအတူတူပဲဖြစ်တော့ကျွန်တော်တို့ရှိမှာသူလည်းကောင်းပါလေဘုရားဘာသာလည်းကောင်းတယ်ခရစ်ယာန်လည်းကောင်းတယ်ကျွန်မတော့ကောင်းတာပဲလုပ်တယ်ဆိုတော့သူ့အမြင်မှာတော့ကျွန်တော်တို့ခရိယန်ရဲ့အသက်တာတို့ရရတော့သူ့ရဲ့ဆွေမျိုးသားချင်းတွေရဲ့ကျွန်တော်တို့ရဲ့အသက်တာကသူဗုဒ္ဓဘာသာတရားရဲ့အသက်တာနဲ့ဘာမှမထူးခြားတဲ့အခါကျတော့အတူတူပဲဆိုတဲ့စကားထွက်လာအဲ့တော့ကျွန်တော်တို့ကသုတောင်းပြီးတော့အဲ့ဒီအိမ်ကြီးတော့ထွက်လာခဲ့တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှာဆရာမပြောလို့လုပ်စရာတွေအများကြီးရှိတယ်အပြေကိုမထွက်နိုင်အောင်ကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်တို့အသင်းတော်ရဲ့မိသားစုထဲမှာလူမျိုးခြားတွေမပြောနိုင်အောင်ကျွန်တော်တို့ရဲ့မိသားစုဝင်တွေတော်မှာကဲတဲ့ချင်းတရားကိုသဘောမပေါက်သေးဘူးအဲ့ဒီယေရှုကဘာလို့လဲ TV မှာတွေ့ကိုတယ်ဇာတ်လမ်းတွေမှာတော့တွေ့ကိုတယ်ဘာလို့ဒီလိုမှလည်းမသိဘူးအဲ့လိုပြောတဲ့လူတွေရှိတယ်အဲ့တော့အပြင်ကိုမထွက်တဲ့ဆိုတော့မထွက်တဲ့တော့ဘောဘူးလေဒါပေမဲ့ကျွန်တော်တို့ဒီမှာဆယ်မပြောလို့လုပ်เสียတယ်များရှိသေးတယ်ဆိုတာဒီမြန်မာစီစဉ်အနေနဲ့ကျွန်တော်တို့အိမ်သက်ဆုတောင်းတော့တဲ့အခါမှာတွေ့ရတဲ့တွေ့ကြုံတွေဖြစ်ပါတယ်ကျွန်တော်တို့ဆုတောင်းစရာတွေကျွန်တော်တို့ဘောပြောစရာတွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်အသိပေးလို့ရတယ်နောက်တစ်ပတ်ဒီမြန်မာစီစဉ်ရဲ့တဲ့စင်တော်ရဲ့စီစဉ်ကိုခဏနားမယ်ဆိုတာကိုအသိပေးချင်ပါတယ်လို့ဘုံတယောက်ချင်းပြောရင်ကြာမှာဆိုလို့ပြီးတော့တယောက်ကိုမေ့သွားရင်မကောင်းတယ်လို့လေအဲ့ဒါကျွန်တော်ပြန်နေပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဘုချင်းမှာချင်းမကိုယ်ွယ်ချင်းနဲ့ဆရာမမောင်ရဲ့စက်ကချင်းနဲ့ကျွန်တော်ဒီနေ့ကိုပြောကိုယ်ခြင်းကိုအဆုံးသတ်ရ